ရွှေခီးသောမှတ်တမ်းနေဗန်လန်စီစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။မင်္ဂလာရှိလာတဲ့မင်္ဂလာနေ့လေးမှာဒီကနေ့ရွှေဖြူတင်ဆက်ပေးမယ့်အကြောင်းအရာကတော့88ကြိမ်မြောက် TV တက္ကရာ TV တက္ကရွေးချယ်ရေးဆောင်းမျိုးပွဲကြီးမှာ18ပါးမြောက်သာသနာအာဇာနည်တစ်ပါးပေါ်ထွန်းခဲ့ပါတယ်ရှင်။ဆရာတော်ကတော့တပင်းမြို့နယ်မှာအရှင်ဝိစိတ်တသာရတက်တော်52နှစ်ဝါတော့31ဝါရှိတဲ့သာသနာအာဇာနည်ပဲဖြစ်ပါတယ်။ဆရာတော်နဲ့ပတ်သက်ပြီးသာသနာအတွင်းမှာကြီးညိုဖွယ်ရာပုံရိပ်တွေကိုဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ဆရာတော်ဗျာဆရာတော်ဒီစာမေးပွဲဖြေရတဲ့အချိန်ကာလနဲ့ဘွဲတစိတ်တော်ရရှိခဲ့တဲ့အချိန်မှာပေါ့နော်ဆရာတော်အနေနဲ့ဝမ်းသာကြည်နူးမှုကိုယ့်ရဲ့စိတ်ခံစားမှုလေးတွေမိဘပေါ်မှာပြန်လဲကျေးဇူးတင်တဲ့စိတ်အပိုင်းဆိုင်ရာလေးတွေပေါ့ဗျာအဲ့ဒါလေးတွေလည်းဒီပရိသတ်တွေအနေနဲ့တာရုအနုမောဒနာခေါ်ဆိုနိုင်အောင်လို့ချီးမြှင့်ပေးတော်မူပါအောင်ဖေ။ဘုဒ္ဓနုစာပေမှာနိဗ္ဗာန်သောဘနောအထောတဲ့လုပ်ငန်းကိစ္စတစ်ခုဆိုတာပြီးမြောက်အောင်မြင်သွားမှတင့်တယ်တဲ့ဘယ်လုပ်ငန်းမဆိုတိုးတိုးတန်လာကြီးထားလို့ရှိရင်လုပ်ငန်းကိစ္စတွေကမတင့်တယ်ဘူးပေါ့နော်အဲ့ဒီကြတဲ့ခါကျဦးသင်္ကပါခန္ဓာငါသံမိုးဝဲကိစ္စပြီးမြောက်သွားပြီငါလိုရင်းရည်ရွယ်ချက်နှလုံးသွင်းနေအောင်မြင်သွားပြီပေါ့အဲ့ဒါလိုဝမ်းမြောက်ရတာဘာကြောင့်လဲရှေ့တုန်းကရဟန္တာရှင်မြတ်ကြီးတွေသူတို့ဥပဒနာတရားတွေအားထုတ်လို့ဓမ္မတဖို့နောက်ပြီးဆုံးလေးမဲ့လေးဖို့ရပြီးရဟန္တာဖြစ်သွားပြီဆိုရင်ဥဒန်းကျူးရင်ညတာဘယ်လိုဥဒန်းကျူးရင်တော့ဆိုတော့တဖလံမမစီဝိတံငါရဲ့အသက်ရှင်မှုဟာအကျိုးရှိပြီစွာဆိုပြီးဥဒန်းကျူးရင်အဲ့ဒီလိုပါပဲဦးဇင်းတို့လည်းဒီပြေကစာမိုးကြီးပြီးမြောက်သွားတဲ့အခါကျတော့ငါရဲ့ပရိယတ်ဒီစာပေတွေကျိုးစားလေးလာအထုတ်မှုအထုတ်ရင်အသက်ရှင်ရတာငါဘဝအတွက်အကျိုးရှိပါတယ်ဆိုတဲ့ဝမ်းမြောက်ကြည်နူးမှုဖြစ်ရတာပေါ့နော်မှန်ပါဗျာဟိုဆရာတော်အနေနဲ့ဒီကဘာကြီးပါဒနာလှိုင်ကုန်မှာတန်ကားတော်တွေကအများကြီးဖြေကြတယ်ပေါ့ဗျာဖြေကြတဲ့အချိန်မှာတချို့ဆိုရင်ဟိုဖြေနေနဲ့ဆက်မဖြေတော့တဲ့ယဟန်တော်တွေလည်းရှိတယ်ဗျာအဲ့တော့ဒီလိုယဟန်တော်တွေအတွက်ကောဆရာတော်အနေနဲ့ဘယ်လိုများစကားလေးချီးမြှင့်ပေးပါအောင်ဗျာငွေရသူတို့ရဲ့ဘဝဆိုတာကတော့စာသင်စာကြပဲလေဘုန်းကြီးဘဝဆိုတာကတော့ပရိယတ်ဒီလည်းပဲစာမဝဲဖြည့်ဆိုသည်ဖြစ်စေစာမဝဲမဖြည့်ဆိုသည်ဖြစ်စေစာပေတွေကတော့လေ့လာနေရမှာပဲလေ့လာနေရတဲ့ခါကျတော့မထူးဘူးငါစာမဝဲပြီးသွားလို့ရှိရင်လည်းစာပေတွေကလေ့လာရမှာပဲဟောအဲ့ကြတော့စာမဝဲဖြည့်ဆိုရင်းနဲ့စာပေတွေလေ့လာလိုက်တော့တစ်ချက်ကုန်နှစ်ချက်ပြပို့ပြီးတော့တောင်းပြည့်စုံသွားသေးတယ်အဲ့ကြတော့စာမဝဲမှာကိုကတဝက်တစ်ပြက်ဖြည့်ပြီးတော့လမ်းဆုံးထိမလျှောက်ဘူးဆိုလို့ရှိရင်ခုနကနိဗ္ဗာန်သောဘနောအထောငါရဲ့ကြည်ရွယ်ချက်ကအောင်မြင်ပြီးရှိသွားမှတင့်တယ်တယ်အဲကြတော့ကိုဘွားကိုတင့်တယ်ဘူးอ่ะဆိုလို့ရှိရင်သံမှုဝဲကိုအဆုံးထိဆက်လျှောက်ပြီးတော့ဖြည့်စေချင်တာပေါ့နော်အဲဒါဆိုလို့ရှိမှကိုရဲ့ဘယ်လိုပြောမလို့အကျိုးကိစ္စတွေကဆုံးကန်းတန်ရောက်ဒီမှာကိုဘွားလည်းတင့်တယ်ပြီးတော့သွားတာတင်ပါဗျာဆရာတော်အခုလိုမျိုးပန်းနိုင်ကိုရောက်ရှိနိုင်ဖို့အတွက်ပေါ့နော်ဆရာတော်ရဲ့ဒီမိဘတွေအနေနဲ့ရောဘယ်လိုမျိုးဆရာတော်ဘုရားကိုဟိုချီးမြှင့်ထောက်ပံ့ပေးခဲ့ပါလဲဖေ။မိဘတွေကတော့ဦးဇင်းတို့ကတောက်သူတောင်သားတွေရဲ့ဘဝကလာတာဆိုတော့အထူးဘာမှတော့မပြောကြပါဘူး။ဆရာသမားတွေကတော့ဖြစ်စေခြင်းနဲ့စန္ဒာတွေအများကြီးရှိတာပေါ့နော်။အဲဒီကြတော့ဒီပိကသံမှုပဲဖြစ်စေခြင်းနဲ့စန္ဒာတွေဦးဇင်းနဲ့ရွှေကျင်သားရမယ်ဆရာတော်ကြီးဆိုရင်ဦးဇင်းဒီပိကတရဖြစ်ပြီးဒီပိကကောဝိဒမပြီးတော့တဲ့ငါတို့မင်းကိုဒီပိကကောဝိဒကြီးဖြစ်အောင်ထူတောင်းမပေးနိုင်တာငါတို့တာဝန်မကြီးတယ်လို့ဖြစ်နေတယ်ဆိုပြီးဆရာသမားတွေလည်းအားမရကြဘူးပေါ့နော်တင်ပါအားမရကြတဲ့ခါကျတော့ဦးဇင်းတို့လည်းဆရာသမားတွေဆရာမသိပြီးတော့မသွားရဲဘူးပေါ့နော်ဘာကြောင့်လို့ကိုယ်ဒီပိကတရဖြစ်ပြီးတော့ဒီပိကကောဝိဒမဖြစ်တော့ကိုယ်ဘက်ကတာဝန်မကြီးဘူးတာဝန်မကြီးတဲ့အခါကျတော့ဆရာသမားတွေထံမှာသွားရမှာရှက်ကြောက်တယ်လို့ဖြစ်သွားတာပေါ့နော်ကိုတော့လည်းဆရာတော်ကြီးတွေဦးဇင်းဒီပိကကောဝိဒပြီးတဲ့အချိန်ကျတော့ဦးရဲ့မလေးကငယ်ဆရာရွှေကျန်သားလာမယ်ဆရာတော်ကြီးလည်းမရှိတော့ဘူးပေါ့နော်တင်ပါအဲ့လိုပေါ့ဟောဒီဆိုလိုတာကတော့ကိုယ်အသက်ထင်ရှားမိဘတွေဆရာသမားတွေထင်ရှားရှိတဲ့အချိန်မှာဟောငါဒီပိကကောဝိဒအောင်ပန်းကိုစကူနိုင်ရတယ်ကိုယ့်ရဲ့လုံလာစွမ်းကံစွမ်းဉာဏ်စွမ်းဝိရိယစွမ်းတွေမိဘတွေဆရာသမားတွေတွေ့မြင်ပြီးတော့သွားရရတာလေအဲ့ဒါလေးတော့ဦးဇင်းကကြည်နူးပါတယ်တင်ပါဗျာဆရာတော်အနေနဲ့ဒီပန်းနိုင်ကိုရောက်ရှိတဲ့အချိန်မှာဟိုဒီပရိယပရိဘတ်ကနေပြီးတော့ပေါ့ဖေ။ပရိဝေဒဆိုတဲ့ဒီ
အဆင့်ကိုရောက်ဖို့အတွက်ကိုငယ်စဉ်ကလေးကပဲတခါတည်းကြည်ယူခဲ့သလားဒါမှမဟုတ်ပရိယတ်ပရိပတ်ကိုဒီတိပိဋကကောဝိတဘွဲတွေရရှိတော့မှပဲဒီပရိဝေဒပိုင်းကိုရောဆရာတော်ဘုရားအနေနဲ့ဘယ်လိုများကြည်ယူခဲ့ပါလဲဖေ။ဥဒ္ဒနာပရိဝေဒဆိုတာမတ်ဖို့ပြောတာပေါ့နော်လူရင်းကတော့မတ်ဖို့ဆိုတာကတော့အခုချိန်ထိအဲ့တော့အဝေးရှိသေးပါသေးတယ်တင်ပါပြီပရိယတ်ဒီသင်ယူမှုအပိုင်းပฏิပတ်တိကျင့်သုံးမှုအပိုင်းအဲ့ဒါကတော့ဦးဇင်းတို့စာသင်တိုက်တွေမှာဆရာတော်တွေကစာပီလဲသင်စိတ်လဲပြင်းဆိုတဲ့အတိုင်းစာပီလဲသင်ဆိုတာပရိယတ်ဒီသင်ရမယ်ပရိယတ်ဒီသင်ရင်းနဲ့မယ်စိတ်လဲပြင်းဆိုတာကလက်တွေ့ကျင့်ကြံကြိုးကိုအားထုတ်ရမယ်ဆိုတာပြောတာအဲ့ဒီအထုတလဲတော့ကျင့်ကြံကြိုးကိုအားထုတ်နေရတာတော့မဟုတ်ဘူးပရိယတ်ဒီသင်ရင်းနဲ့ပရိယတ်ဒီကလာတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်ရတာပါပဲတင်ပါဗျာဆရာတော်ဗျာဒီနောင်လာနောင်သားတွေအတွက်ပေါ့နော်ဓမ္မအမွေနဲ့နောင်လာနောင်သားတွေမြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓအဆုံးအမတွေကိုဆက်လက်ကျင့်ကြံအားထုတ်နိုင်မှုအတွက်ဓမ္မလက်ဆောင်များလည်းချီးမြှင့်ပေးတော်မူပါဖေဟာ။ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်ဗုဒ္ဓမြတ်စွာရဲ့အကြောင်းကိုလေ့လာသင်ပါတယ်။ဘာကြောင့်လဲဗုဒ္ဓမြတ်စွာရဲ့အကြောင်းကိုလေ့လာမှဗုဒ္ဓကိုကြည်ညိုပါတယ်။ဗုဒ္ဓရဲ့အကြောင်းအရာတွေသိမှဗုဒ္ဓကိုကြည်ညိုတယ်။ဗုဒ္ဓကိုကြည်ညိုမှဗုဒ္ဓရဲ့ဟောညွှန်ပြတဲ့တရားတော်တွေကိုလေ့လာလိုက်စားနိုင်ပါတယ်။ယဟန်တော်တွေဆိုရင်ဝိနည်းကိုပရဏာထားပြီးတော့အနေထိုင်အပြောအဆိုအသွားလာကစားပြီးတော့ဗုဒ္ဓကိုကြည်ညိုမှဗုဒ္ဓရဲ့လမ်းညွှန်ချက်အတိုင်းကျင့်သုံးနိုင်ပါတယ်နော်။အဲဒီကြတော့လူတွေဆိုလို့ရှိရင်လည်းပဲဗုဒ္ဓရဲ့အကြောင်းအရာတွေကိုလေ့လာထားပြီးဆိုလို့ရှိရင်သာသနာပြုဌာနမှတပါဘာကတနာဌာနတွေကိုရှောင်ကျဉ်ကြဖို့ရန်နောက်တစ်ခါသီလဆောက်တည်တဲ့နေရာဥပုသ်တဲ့ဘာဝနာတွေပွားများတဲ့နေရာမှာလူအထင်ကြီးဖို့မဟုတ်ဘဲနဲ့ဗုဒ္ဓရဲ့အလိုတော်တိုင်းသာဖြစ်စေရပါမယ်။နောက်တစ်ခါမိမိတို့ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အားလျော်စွာပဲကုသိုလ်ပဲပြုနိဗ္ဗာန်ကိုဥတည်ရထားပြီးတော့ပြုစုဖို့ပါပဲ။နောက်တစ်ခါဦးဇင်းတို့လူငယ်တွေအနေနဲ့ပြောချင်တာကဘာလဲဆိုတော့အလေးကောင်းအကျင့်ကောင်းကိုရရှိထားမှငယ်တုန်းကအလေးကောင်းအကျင့်ကောင်းကိုရရှိထားတဲ့သားသမီးတွေဟာအဲ့ဒီအလေးကောင်းအကျင့်ကောင်းကိုရရှိထားတဲ့အတွက်ကြောင့်အသက်အရွယ်ကြီးလာတဲ့အခါကျရင်လူလိမ္မာလူရင်လူမွန်နေဖြစ်ပြီးတော့လာနိုင်ပါတယ်အဲ့ဒီငယ်တုန်းကအလေးကောင်းအကျင့်ကောင်းတွေကိုမိဘဆရာသမားတွေကနေပြီးတော့ဆက်လက်ပြီးတော့ထိန်းထားဖို့လည်းလိုအပ်ပါတယ်။ဘာကြောင့်လို့ဆိုတော့ငယ်တုန်းကတော့ကိုကအလေးကောင်းအကျင့်ကောင်းတွေလို့ပြီးတော့အသက်အရွယ်ကြီးရင်လာတဲ့အခါဒီအလေးကောင်းအကျင့်ကောင်းကိုဆက်လက်ထိန်းမထားဘူးဆိုရင်မိကောင်းဆွေကောင်းတွေမှသွားမယ်စိတ်အလိုလိုက်ပြီးတော့မဖြစ်တင်သားတွေမပြောတင်သားတွေမလုပ်တင်သားတွေလို့လမ်းမရောက်သွားပြီဆိုလို့ရှိရင်လည်းပဲဒီသူတော်ကောင်းဆိုတာဖြစ်ပြီးတော့မလာနိုင်ဘူးလမ်းလွဲပြီးတော့သွားနိုင်တယ်အဲဒီကြတော့မိမိတို့အနေနဲ့လူငယ်လူရွယ်များကိုငယ်စဉ်ခါကအလေးကောင်းအကျင့်ကောင်းတွေကိုပြုစုပေးထောင်ပေးရသလိုနေစဉ်နဲ့အမျှဖျားရှိခိုးခြင်းရဏသုံးပါးကိုရှိခိုးတာအမိဘဆရာသမားတွေကိုရှိခိုးပြီးမှအိတ်တာတွေနောက်တစ်ခါမြတ်စွာဘုရားကိုပန်းကြည်ချမ်းစီမီကတ်တာတွေမေတ္တာဘာဝနာပွားများတာတွေတို့အလေးအလာအထုံဝါဒနာတွေကိုလည်းပဲဦးဇင်းတို့အမြဲတမ်းပြုပြင်ပြီးတော့ပေးရပါတယ်လူငယ်လေးတွေကိုလမ်းမရောက်ပြီးတော့သွားအောင်ငယ်စဉ်ခါကပြုပြင်ပေးရတယ်လို့ကြီးသောအခါကျတော့လည်းပဲထိန်ချောင်းပြီးတော့ပေးရပါတယ်အဲ့ဒါလို့ထိန်ချောင်းမပေးဘူးဆိုလို့ရှိရင်ဦးဇင်းတို့ခုခေတ်ဆိုရှယ်မီဒီယာတွေပေါ်မှာလူငယ်လေးတွေတောင်မပြောပါနဲ့လူကြီးတွေတောင်မှစိတ်နေစိတ်ထားတွေရိမ့်ဟန်ကြပါတယ်အာယုံဝတ္ထုတွေနဲ့တွေ့တဲ့အခါကျတော့ဦးဇင်းတို့မပြောသင့်တဲ့အားတွေမရေးသင့်တဲ့စားတွေရေးကြပြောကြဒါတွေနဲ့ဘဝမှာဒုက္ခရောက်ပြီးတော့နေကြရတာအဲ့ဒီကြတော့ကြည်ကျင်တဲ့စိတ်တွေပြောကျင်တဲ့စိတ်တွေရေးကျင်တဲ့စားတွေအားလုံးကိုဦးဇင်းတို့ဘာလို့ရမလို့တတိနဲ့ထိန်ပြီးတော့အလုပ်လုပ်ရပါမယ်နော်တခါတလေဦးဇင်းတို့ဆိုရှယ်မီဒီယာပေါ်မှာမပြောသင့်တဲ့စကားတွေတက်ပြောတဲ့အခါကျတော့ကိုယ်ပဲဒုက္ခရောက်ကြရတယ်အဲ့ဒီကြတော့တချို့ကပြောကြတယ်ပါဇက်ဆိုတာပြောဖို့နဲ့စားဖို့ပဲထားတာပဲပြောသင့်ရင်ပြောမှာပဲစားမှာပဲအဲ့ဒါဆိုရင်လည်းပြောသင့်တဲ့စကားကိုပဲပြောကြပါတယ်အစားစားတဲ့အခါမှာလည်းပဲကြည်ပြီးတော့စားရပါတယ်နော်ဘာလို့လဲဆိုတော့ဦးဇင်းတို့လိမ်မာလို့ရှိရင်ဒီပါဇက်ကမိတ်တက်လို့ဖြစ်သွားတယ်မလိမ်မာဘူးဆိုရင်ဒီပါဇက်ကပဲရန်တက်ဖြစ်သွားတယ်
ဒါကိုပဲဆရာတော်ကြီးတွေကဘာပြောလို့ဆိုတော့မလိမ္မာတတ်ဤပါဇက်ယန္တဖြစ်တော်သည်ဒီပါဇက်ကပဲပြောလိုက်တာပဲလိမ့်လိမ့်မမလေးပြောတဲ့အခါကျတော့မိတ်တက်ဖြစ်ပြီးတော့သွားတယ်မလိမ္မာတတ်ဤပါဇက်ယန္တဖြစ်တော်သည်လိမ္မာမူကမိတ်အလားလိုတိုင်းရသည်ပထမဒီပါဇက်နဲ့ပြောတဲ့အခါလိမ့်လိမ့်မမလေးပါပါနတ်နတ်ချိုချိုသားသားလေးပြောမယ်ဆိုလို့ရှိရင်မိတ်တက်ဖြစ်ပြီးတော့မိကောင်းဆွေကောင်းဖြစ်ပြီးတော့လိုတိုင်းရတဲ့ပထမလိုပဲဖြစ်ပြီးတော့သွားတယ်အဲ့ဒီခါကျတော့social media တွေပေါ်မှာအပြောဆိုနေပတ်သက်လို့လည်းပဲပြောကျင်သားတွေရေးကျင်သားတွေကြည်ကျင်သားတွေအားလုံးကိုတတိနဲ့ထိန်ပြီးတော့အလုပ်လုပ်ရပါမယ်အဲ့ဒီတတိနဲ့မထိန်မဲနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ပြောကျင်ရပြောရေးကျင်ရရေးဆိုလို့ရှိရင်ဘဝမှာဒုက္ခတွေနဲ့ကြုံတွေ့ရတတ်တယ်အဲ့ဒီကြတော့ဘယ်ဟာပဲလှုပ် social media ပေါ်မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်အပြောအဆိုအသွားအလာအနေအထိုင်အစားတော့ကစားပြီးတော့တတိနဲ့ဆင်ကျင်ပြီးတော့အလုပ်လုပ်ရပါတယ်ဒါမှအပြည့်ကင်းပါတယ်တင်ပါဗျာ